အားလုံးပဲစင်ဝေးပါဒီနေ့လာစားထုတ်တဲ့31ရက်နေ့ပေါ့ကွာအဲ့နဲ့ငါကအပြင်တော့ဘာညာပေါ့ကွာရှောက်ပြောရှောက်ကြွားကိုရီးယားတစ်ခေါက်မှလည်းမထေဘူးဆိုတော့တဲ့တထေးတွေအရတော့ခံစားခြင်းနဲ့ဆိုမှအတူတွေကြီးတယ်ပဲဝေပြီးဝေးပလိုက်တာအကုန်လုံးအားကြဝိုင်းမလားဘာပဲပြောပေါ့ကွာအဲ့ဒီမှာအပြင်သွားရင်မှလမ်းမယ်ပေါ့ကွာဘာညာပေါ့ကွာဒီဘက်မတင်းရင်တော့ဒီကောခရိုင်မှုရဲ့သားလာပေါ့ကွာဘာလဲပေါ့ကွာအမှစားတယ်တော်စားခဲ့အမှလည်းဟိုဇီပူပေါ်ဆုံးနေမှာစားတာဒီများကြီးမှာစားတဲ့ဇီအကြီးဆုံးခဲ့တယ်တော့ဇီအပေါ်ဆုံးကိုယူပြီးမှာစားခဲ့တယ်ဒါတော့မှဘလောက်စားခဲ့တယ်လဲဆိုလို့ရှိရင်ပါစင်တက်ဖို့ပြရပြောတယ်လို့ရှိသေးတယ်ဒါပေမဲ့ကျွန်တော်ရှက်စီယာကြီးဆိုမှမထုတ်ခွင့်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီမှာနောက်နေ့ကစတာပဲလာစားတဲ့ကုန်ကြီးအလုပ်ထဲမှာရောက်ပြီးချင်းနေလေးကိုကြည့်လိုက်ချင်းနေတဲ့ဘာတွေဖြစ်သွားလဲဆိုတော့လုံးဝမကောင်းတာတွေဖြစ်တော့မှဆိုတော့ကြုံမတွေးမိခဲ့ဘူးအပေါ်ဆုံးစားရတော့မှဒီမှာနောက်နေ့မမားနဲ့တွေ့တယ်ကွာ what the fuck this is my life အိုးဘလုံးမစဉ်းစားလို့မရတဲ့ဘွားပါလားနော်အပေါ်စားတွေဝယ်အညံ့ဆုံးကြီးစားရတော့မှဒါမျိုးပြန်တွေ့တယ်တရက်ပဲကွာကျပောင်း30စာတရက်ကလေး3ကြည့်လိုက်တာနောက်နေ့အလုပ်ခွင်ထဲမှာဒီလိုဖြစ်တာ当你看我的时候，牵着她的手，我看着那个男人对她似水的温柔。